အားလုံးပဲမင်္ဂလာပါဒီနေ့ညမှာတော့ပရာသာအကြောင်းအရာတွေကိုမှစိတ်ဝင်စားရှိကြတဲ့သူတွေအတွက်ကျွန်တော်တို့တငယ်ချင်းနှစ်ယောက်တွားရောက်ရိုက်ကူးမဲ့အိမ်ကြီးဟာဆိုလို့ရှိရင်လွန်ခဲ့တဲ့10နှစ်လောက်တည်းကတဲအရန်6ထားပဲဆိုပြီးတော့မှနာမည်ကြီးနေတဲ့အိမ်ကြီးလည်းဖြစ်ပါတယ်ဒီအိမ်ကြီးဟာဆိုလို့ရှိရင်အခုမြင်တွေ့နေတဲ့အတိုင်းပဲပေါ့နော်စိတ်ချောက်ချားဖွယ်ကလည်းကောင်းပါတယ်ဒီအိမ်ကြီးမှာကျွန်တော်တို့တငယ်ချင်းနှစ်ယောက်တဲအရန်6ထားပဲဆိုလို့နေ့လယ်တစ်ခေါက်လာရောက်ရိုက်ကူးထားတာလေးလည်းရှိပါတယ်နေ့လယ်ပဲဆိုတော့ဘာထူးခြားမှုမှတော့မရှိခဲ့ဘူးပေါ့နော်ဒီနေ့ညမှာတော့အခုနောက်2နာရီကျော်ပြီပေါ့နော်ဒါရောက်ပြီးတော့စူးစမ်းလေ့လာမယ်ဘာတွေထူးခြားချက်တွေရှိမလဲဆိုတာတော့ဆက်လက်ပြီးတော့လိုက်ပါကြည့်ရှုပေးအောင်ပေါ့နော်ခုမြင်တွေ့တဲ့အတိုင်းပဲအိမ်ရှိပိုင်းမှာတော့အကုန်လုံးကိုကာရမ်းပြီးတော့မှပိတ်ဆို့ထားတာလည်းတွေ့ရတယ်ပေါ့နော်ထိုင်းလူမျိုးတွေဟာဆိုလို့ရှိရင်သူတို့ရဲ့ဥယျာဉ်ခြံမြေအိမ်ခြံမြေတွေမှာဆိုလို့ရှိရင်ဒီကြောက်ထီးကြောက်မဲ့လို့ခေါ်တဲ့သူတို့ရဲ့အဖိုးဘွားနှက်စင်တွေကိုလည်းစောက်လုပ်ပူဇော်တာလည်းတွေ့ရမယ်ခင်ဗျဒီအခုမြင်တွေ့နေရတာကတော့ဒီတောင်ပေါ်မှာခေါင်းပေါင်းစည်းပတ်ပြီးတော့เนาะသူတို့လည်းဘာကိုကိုယ်ကွယ်တာလဲတော့မသိဘူးပေါ့เนาะကျွန်တော်လည်းလိုက်ဆက်စုကြည့်တာတော့အိမ်ကြီးကတော့မြင်တွေ့နေတဲ့အတိုင်းပဲအားလုံးချစ်ပေးထားတဲ့အတွက်ကြောင့်ကျွန်တော်တို့နောက်ပတ်လေးကိုပတ်သွားမယ်နောက်မှာတော့အပေါက်တစ်ပေါက်ရှိတယ်ပေါ့เนาะနေ့လည်းပဲကျွန်တော်တို့ရိုက်ကူးတဲ့အခါမှာကျွန်တော်တို့တွေ့ထားတယ်အဲ့ကနေပဲကျွန်တော်တို့ပြန်ပြီးတော့မှလေ့လာကြည့်မယ်ပေါ့เนาะဘယ်လိုမျိုးတွေထူးခြားမှုတွေရှိမလဲဆိုတာကျွန်တော်တို့နဲ့အတူလိုက်ပါကြည့်ရှုပေးပါเนาะတချို့အရာတွေကဗျဒီပရာလောကဆိုတဲ့အကြောင်းအရာနည်းနည်းလေးရှုပ်ထွေးတယ်ပေါ့အပြင်လောကမှာမမြင်တွေ့ရပေမဲ့ဒီကင်မရာထဲမှာလည်းတချို့တစ်ဝက်တွေမြင်တွေ့ရတာတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါအကြောင်းမို့လို့ကျွန်တော်တို့နဲ့အတူလိုက်ပါကြည့်ရှုပေးပါနော်ကင်မရာထဲမှာများတွေ့မိမလားတကယ်ပြင်ပမှာများကျွန်တော်တို့နဲ့စုံမိမလားဘယ်လိုထူးခြားမှုတွေရှိမလဲတချို့ຢာတွေကကြတော့ကံနှိမ့်မှအခြောက်ခံရတယ်လို့လည်းပြောတယ်ပေါ့နော်ဒီအရင်ကဆိုလို့ရှိရင်တော့လူလုံးဝနေလို့မရအောင်ခြောက်တယ်လို့တော်တော်များများပြောဆိုကြရတယ်ပေါ့နော်ကျွန်တော်တို့တငယ်ချင်း2ယောက်ညဘက်တစ်ခေါက်လာရောက်ပြီးတော့ပြန်လဲရက်ကူးရေးလုပ်ကြည့်တာပေါ့နော်ကျွန်တော်တို့နဲ့အတူလိုက်ပါကြည့်ရှုနေတဲ့အထဲမှာဒီအိမ်ကြီးရဲ့အကြောင်းဒီ channel ဒီအိမ်ကြီးရဲ့အကြောင်းကိုသိတယ်တကယ်ကြုံခဲ့ဘူးတယ်ဆိုလို့ရှိရင် comment မှာလည်းလာရောက်ရေးသွားလို့ရပါတယ်ညီသိရသလောက်ပြောပြတော့ဒီအိမ်ရဲ့အကြောင်းဒီရဲ့အကြောင်းကသူ10နှစ်ကျော်လောက်ရှိပြီဒီမောင်နေပြီးနေလို့ဒီမောင်ထွက်နေရတာအဲ့ဒါကလေးအဝတ်တွေပထမဒီမှာနေရတဲ့သူတွေကကလေးရှိတယ်ထင်တယ်ဗျဒီညာကောင်းနေတယ်နော်ဒီချက်ချက်ကြီးဒီရက်ကွက်ကဒီရက်ကွက်ကတော့ဒီဟုတ်အရင်ဟုတ်တို့ထွက်လာတဲ့ဟိုလမ်းပေါ်ရက်ကွက်ကလူတွေတော့ဒီအင်းအကြောင်းသိကြတယ်တရေ6လို့အိမ်ရတဲ့လမ်းဘေးမှာကတ်တယ်နော်ဒီလမ်းဘေးမှာကတ်အားကြီးတဲ့အိမ်တွေကတရေတဲ့စီတွေခုနားတယ်လို့ပြောကြတယ်ပေါ့နော်အခုလက်ရှိမှာတော့ဘာမှတော့တွေ့ရသေးဘူးအိမ်ရတော့ဘာမှဒီလောက်ကြီးတော့ထူးထူးခြားခြားတော့မတွေ့ရဘူးပေါ့နော်ဒါအရင်တော့ပကံစင်ဒီပေါ်မှာထားတဲ့ပကံတွေကိုဒါဆွဲချတယ်ဆိုပြီးတော့ပြောကြတယ်ပေါ့နော်လက်ရှိမှာတော့ဘာမှမတွေ့ရသေးဘူးအဲ့ကိုစောင့်ဆိုလိုက်တဲ့ပုံစံမျိုးဟောတန်နဲ့ညှိတာပါတော့မဟုတ်ဘူးလားဒီမှာရက်ဟိုလိုဆွဲလိုက်အဲ့လိုစောင့်ဆွဲလိုက်တယ်ဆောက်ဆွဲလိုက်အိမ်ရတော့ထဲမှာဘာမှတော့မရှိပါတော့ပြောင်းတလင်းနေတာပဲဒါပေမဲ့ကျွန်တော်သူငယ်ချင်းရဲ့နောက်ကအဲ့ကိုစောင့်ဆွဲလိုက်သလိုမျိုးဖြစ်သွားတယ်ကျွန်တော်တယောက်ကစောင့်ဆွဲလိုက်သလိုပဲတဲ့သူမှကျွန်တော်ပြောပြတယ်ကဲညီ
အိမ်ထဲကပြန်ထွက်မယ်လမ်းဘေးမှာလည်းဖြစ်တဲ့ခါကြတော့နော်ညနဲ့ကြီးမှအကြာကြီးရိုက်လို့လည်းအဆင်မပြေဘူးပေါ့နော်ကဲဒီဘက်ကပဲပြန်ပတ်မယ်ဒီဘက်ကပတ်မယ်စိတ်အဝေးကြီးကောင်းမှာကောင်းနော်โอ้ဟုတ်ဝေးလာနောက်စောစောဖြစ်သွားတကယ်လားနော်ကျွန်တော်ကြောက်6တော့မဟုတ်ပါဘူးအေးဟာနတ်စင်ဘက်ကအရေးတွေ့တယ်အေးဒီဘက်ကဖြတ်သွားတာဒီနားဘက်ဖြတ်သွားတာအေးဒီဘက်နတ်စင်ဒီဘက်ထောင်းတော့ဖြတ်သွားလိုက်တာခက်မြင်မြန်လေးပဲရှောက်သွားတာ Oh my god ကျတဲ့နော်နှလုံးတော်ကောင်ဒိုတော့ဖြစ်သွားမိပြေးလိုက်တာပဲကျွန်တော်ပဲမျက်စိမှောက်တာတော့ရိတ်ကနေတွေးလိုက်တယ်ဖြတ်သွားတယ်ဘယ်နောက်ကျောဘက်ကိုလာ No, it's not like going to the Hey! Lên, thấy luôn thò ra vậy. Lên hoài cho nó. Oh my god. Wow, xuân nộp lại điện đánh vào nó. Ôi, điều lúc thằng bà chứ mà. Lúc đeo này đánh má bộ rồi nấy là nhà mà chi ra mà thú dụ đấy. Oh my god. Chút xính ấy. Chạy bí. Ôi, lý. Chút xính ấy. Trôi chạy. Cho lòng chèn lại. Trôi chạy. Nhìn say được xem bị là piam là. Cái gì đâu? Chào này. Ya đấy. Nhìn thấy bộ. Thì với cho cho yêu biểu này nó mà biểu. Còn nó cũng lại yêu biểu. Mà tiêu số lúc xin đi na đi giao đi đấy từ số lúc xin cho nó lúc bà ấy like cái bị bà số đó mà like oh my god cho nó lúc đó mà tay mà cho đây còn nên được tụi nó cho đây còn rồi sau nó hỏi xuất nộp lại đàn này để lấy biểu lên rồi là chắc bảo thì na mà thằng nào là sau nó giao đó anh mình bà đây mà chứ nó phải bị hối giao quản là nhìn qua bị xem một gì dạ bạn em mà lại lo bà đô về xịt đi bảo cái của sao nó giờ rồi yêu luôn thôi nhà ôi vậy nó Nó là cũng gì đâu ừ nhà cô nào mà nhà làm chuyện không là cô bà làm thôi là cô yêu không bắt luôn mà cô cái nào đấy mà bà đấy cô chơi nhà này mà tàn giá là vợ chồng siêu thuật bị lại cô thì mà lùi dây đuôi lại đã mà này kêu bé cô chạy bỏ lại dích này đuôi lại cái mà đấy mà nó bà mới từ đi xa trình mà tham yêu cho nó giờ này nhà lại đã nó giấy mì làm cho nó giờ này đi xa nhà lại đã đó thì mà camera đấy mà đuôi là một điều đó họ bắt đầu thằng mình làm thôi và đi nát xem bà cô chỉ lại để cả mà anh nát xem họ bắt đau rồi họ cũng phép gì đó cắt tóc ổn là như này sau đó là dây cô cho nó đuôi lại đã
လက်စမအရင်ကိုချက်ပိတ်ထားတာပေါ့နော်ချက်ချီကန်နဲ့တန်နဲ့ရိုက်ပြီးတော့တာကိုပြီးတော့ပကံစိမ်းနာမသူအမှထပ်ပြီးတော့ပိတ်ထားတယ်